ထိုင်းလေဆိပ်အခွန်အစမတန်တိုးပြီးနောက်လ20ရက်စတင်မည်ထိုင်းသွားမဲ့သူတွေအထူးသတိထားပါအချိန်သိပ်မကျန်တော့ပါဘူးနောက်လကစပြီးထိုင်းလေဆိပ်အခွန်တွေအစမတန်တိုးမြင့်ကောက်ခံတော့မှာဖြစ်ပါတယ်ထိုင်းနိုင်ငံလေဆိပ်များအာဏာပိုင်အဖွဲ့အားရဲထုတ်ပြန်ချက်အရလာမယ့်2026ခုနှစ်ဇွန်လ20ရက်နေ့ကစပြီးနိုင်ငံတကာလေဆိပ်ဝန်ဆောင်ခကိုတိတိတသားတိုးမြင့်မှာပါအရင်ကတဦးကို930ဘတ်ပဲပေးရရာကနေအခုဆိုရင်120ဘတ်အထိဖြစ်သွားပါပြီတယောက်ကိုဘတ်400နီးပါးလောက်ပိုးပေးရတော့မှာပါဒီနှုန်းထားသစ်ဟာမြန်မာတွေအသွားအများဆုံးဖြစ်တဲ့တူဝနဘူမိနဲ့ဒုံမောင်းလေဆိပ်တွေအပြင်ဖူးခက်ချင်းမိုင်ဟတ်ရိုင်နဲ့ချင်းရိုင်လေဆိပ်ကြီး6ခုလုံးမှာတက်ရောက်မှာဖြစ်ပါတယ်ဘာလို့ဈေးတက်ရတာလဲဆိုတော့လေဆိပ်တွေကိုနိုင်ငံတကာစံနှုန်းနဲ့အညီအဆင့်မြင့်တင်ဖို့နဲ့တူဝနဘူမိဒုံမောင်းလေဆိပ်တိုးချဲ့ရေးစီမံကိန်းတွေအတွက်အသုံးပြုဖို့လို့ဆိုပါတယ်။ဒါကြောင့်နောက်လ20ရက်နောက်ပိုင်းလေယာဉ်လက်မှတ်ခတွေဟာအလိုလျောက်ဈေးတက်လာပါလိမ့်မယ်။ကဲဒါကြောင့်နောက်လဇွန်လ20ရက်နောက်ပိုင်းထိုင်းကိုအလဲပတ်ဖြစ်ဖြစ်အလုပ်ကိစ္စနဲ့ဖြစ်ဖြစ်သွားဖို့ရှိတယ်ဆိုရင်တော့ဒီအခွန်နှုန်းထားသစ်ကိုကြိုတင်တွက်ချက်ထားနိုင်ဖို့မျှဝေပေးလိုက်ပါတယ်။အခုလိုနောက်ဆုံးရသတင်းထူးတွေကိုအမြဲသိရအောင်ကျွန်တော်တို့ page ကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးပဲဘေးကင်းတဲ့ခရီးစဉ်တွေဖြစ်ကြပါစေ။